ဒီတိုင်းမြေများကိုငွေစက္ကူတည်ဆဲဥပဒေများနဲ့သဘောတူညီအိမ်ညီညာလာပစာဖန်တီးခြင်းနော်ဒါ B တန်း C တန်းကအဆောက်အအုံများစွာတူညီလာပဖြစ်အောင်ဆောက်လုပ်ခြင်းလွယ်ကူစွာပြင်ဆင်ထိမ့်သိမ်းမှုရှိအောင်ပုံပေါ်ထားခြင်းဖြတ်သိမ်းရန်စစ်ဆေးရန်တာဝန်ခံဒေတာပိုင်းလက်မှတ်များဖော်ပြခြင်းနော်အဲဒီ C တန်းအရေးကြီးတယ် B တန်းလည်းအရေးကြီးတယ် B တန်းကဒါပေမဲ့အုပ်လောက်တာနော် BB တွေ့လားနော် Japan government ခဲ့ရအောင်လားနော်အုပ်လုံးငယ်များစွာသဘောတူညီမှုဒီဇိုင်းဘိုင်းဖော်ပြုလုပ်ခြင်းနော်အုပ်လေးလုံးမဲ့ဆိုရင်ဘယ်အုပ်ကဘယ်မှာသုံးမဲ့ဆိုတာအဲ့ဒီအုပ်လေးတင်နေတာဆိုတာရှိတယ်နော် BA ကအုပ်လုံးငယ်များမှာတဲ့အုပ်များနော်အုပ်များအတစ်ထုတ်လို့ဘူးနော် A ဆိုတာမြို့ပြအတစ်အတွက်နန်းတော်စီမံကိန်းရေးဆွဲခြင်းနှင့်ဘူရာယုံဇေဒီတစ်များတီထားကိုမြောက်ဖျားကိုစုတီထောင်ခြင်းเนาะဖျားကိုစုတီထောင်ရမယ်ဘူရာယုံရှိရင်ဖျားကိုစုရှိရမယ်အဲ့ဒါမှနောက်ဝတ်ဗါလဲစကားပြောခြင်းနဲ့ဆက်တွေ့လို့ရမယ်เนาะဒီမှာနှစ်ဆိုတာက B เนาะB2B လို့ခေါ်တယ် BB ပေါ့เนาะ BB လို့လည်းခေါ်တယ် B2B လို့ခေါ်တယ်9626နှစ်เนาะမြေအောင်လက်စစ်ရထားလိုင်းလက်စစ်ရထားလိုင်းအတွက်လက်စစ်ကြိုးလေးထိတ်ဆက်ပြီးတယ်မြေပုံတီစီအောင်ရေးဆွဲပါမြေအောင်လက်စစ်အတွက်မြေပုံတီစီအောင်ရေးဆွဲထားရမယ်နော်BB အကြောင်းပြောပြမယ် BB 7395418เนาะယောဂချိုတင်ကာကွယ်ရေးเนาะမြေကြီးတွေကန်ရမယ်သူအုပ်လေးကန်ရမယ်သူလက်အိတ်လူတယ်လက်အိတ်ကိုအစိုးရအစီအစဉ်ပြလုပ်ပြရမယ်เนาะအစိုးရဘယ်လက်အိတ်ဝရမယ်သူရဲ့ B ဆို B ရဲ့လက်အိတ်ပေါ့เนาะအုပ်လုပ်ငန်းတွေအတွက်လက်အိတ်BG အုတ်တဲကြောက်တွေကလက်အိတ်လို့တယ် B ဒါ BG 1524101เนาะ4ဆိုတာကတတူဆိုတာဖုံးကြီးကြောင်းမှာထားမယ်အချက်ပေးခေါင်းလုံးကြီးเนาะ101เนาะ101ဆိုမော်လမြိုင်ကအခုကြိုက်ထုတ်ရောက်သွားပြီเนาะကြိုက်ထုတ်ရောက်သွားပြီကြိုက်ထုတ်မှာခေါင်းလုံးအချက်ပေးတယ်ဥစ္စာတတ်မယ် BY 4524552 493เนาะဒါနှစ်ဆိုတာဆက်လက်စစ်ပစ္စည်းတွေပါလဲဆက်ဒါမှ B နဲ့တွေ့လိုက်တော့အုပ်လုံးကအုပ်ဖိဆက်เนาะအုပ်ဖိဆက်အုပ်တွေနေကြီးတွေကြိတ်တာเนาะအသားလေးကြိတ်လို့ရတယ်ဒါပေမဲ့အုပ်ပဲကြိတ်မှာပါ B1 ဆိုတော့เนาะဒါ BE ဆိုတာဘာပြော1724665ဆိုတာမြေတူးဆက်ကရိယာเนาะ4ဆိုတာတတူနဲ့ဆိုင်တာB နဲ့တွေ့လိုက်တော့ engineer ဘာလုပ်မလဲ B ရောက်သွားမြေကြီးတတူမယ်เนาะမြေကြီးတူးတဲ့ဥစ္စာเนาะမြေကြီးတူးတဲ့စက်ကရိယာเนาะ BB က271035เนาะတုံညက V နဲ့တွေ့လိုက်တော့ hotel model တိဆောက်ခွင့်เนาะအဲ့ဒါပဲမှာဆိုကြိုက်ထုံးပါเนาะ BR 5840980เนาะတုံညပါတယ် R ဆိုတာပုဂ္ဂိုလ်ပိုင်ဈေးများတည်ထောင်ခြင်းเนาะဗီတိုးရီးယားဈေးလို့ခေါ်တယ် R ဆိုတာဗီတိုးရီးယားဘူရာကြီးနဲ့ဈေးတည်ဆောက်ရမယ်လုပ်ငန်းเนาะဘူရာအကြီးပဲကြိုက်ထုတ်ဘူရာအကြီးဟိုမှာတရေဆန်ဥယျာဉ်လည်းပါမယ်ဈေးလည်းပါမယ်เนาะပုံစံကြိုက်ထုတ်ဘူရာပုံစံပြောင်းသွားပြီ BY 3628705เนาะBY ဆိုတော့ Y ဆိုတော့အသားတက်ခြင်းလုပ်ငန်းတွေအဲ့ဒါအေးကန်ဝတ်စုံပေါ့เนาะအေးကန်ဝတ်စုံငါးတစ်တာထုတ်လို့တဲ့စက်ရုံအများအတွက်စီဖူးဝတ်စုံပေါ့เนาะစီဖူးရောင်းမဲ့ဝတ်စုံပေါ့စီဖူးရောင်းမဲ့ဆိုရင်ဝတ်စုံလိုတယ်เนาะအစိုးရခွင့်ပြုချက်ပါလာတဲ့လုပ်ငန်းလေဥပမာ Ocean ကုန်တိုင်းမှာဆိုရင်ဒန်တူညီတူအဝတ်စုံဝတ်ရတယ်အဲ့လိုမျိုးပဲ BY ဆိုတာအဲ့လိုပဲဘူရာကြီးမှာစီဖူးတွေရောင်းမယ်ဆိုလို့ဆိုရင်တူညီတဲ့ဝတ်စုံဝတ်ရမယ်เนาะစီတန်းလာမယ်เนาะကြိုက်ထုတ်ကကြိုက်ထီရောဆိုတာအထီကြိုက်မီရောဆိုတော့အမเนาะအထီနဲ့အမနဲ့ရှိတယ်เนาะအထီကကြိုက်ထုတ်အမကကြိုက်မီရောเนาะဒါကြိုက်ထုတ်သွားရမယ်စီရင်နေเนาะ